အတွင်းတိမ်မှန်ရင်စေးတောက်၍မပြောက်ပါမျက်စင်းခတ်၍မပြောက်ပါခွဲစိတ်ကုသ၍သာပျောက်ပါသည်မင်္ဂလာပါကျွန်တော်ကင်းမြတ်မှန်ဆိုင်ကိုချော့တော်ပါဆရာတွေအတွင်းနေရှိတာတဲ့တိမ်ကြသေးတောက်လို့ရတာတဲ့တိမ်ကြသေးတောက်လို့မရပါဘူးလက္ခဏာတွေကိုကျွန်တော်ပြောပြပေးပါမယ်နံပါတ်1ကကိုမျက်ဝတ်ထွက်တယ်လို့ထင်ရပြီးတော့ခဏခဏဒီလိုမျိုးလေးတွေတုတ်နေရတတ်ပါတယ်တက်နေတဲ့ပါဝါပုံမှန်ထက်ယော့လာတာအများကြီးယော့လာတာကိုတွေ့ရတတ်ပါတယ်နောက်ထပ်နံပါတ်2ကနေဘူးထဲသွားရင်ကျွန်တော်တို့ပုံမှန်အလင်းရောင်ထက်ပို့ပြီးတော့ဆူးရှသလိုမျိုးမြင်ရတတ်ပါတယ်ခံစားရတတ်ပါတယ်အဲ့လိုမျိုးဖြစ်လာပြီဆိုရင်ကျွန်တော်တို့နေကမျက်မှန်သို့မဟုတ်ထီးပါပြီးတော့နေဘူးထဲကိုသွားတင်ပါတယ်နောက်ထပ်နံပါတ်3ချက်ကတော့ကျွန်တော်တို့ကိုမြင်ရတဲ့အမြင်ကမျက်မှန်နဲ့မဆိုင်တဲ့မှုံဝါးခြင်းမျိုးဥပမာမြူလေးလိုနှင်းနေလိုကြာတာမျိုးဟုတ်လားကိုကဒီဘက်တယောက်ကိုမြင်လိုက်ပြီဆိုရင်လည်းတဲကွယ်မမြင်ရဘဲနဲ့မြူလေးလိုနှင်းနေလိုကြာတယ်လို့မျိုးအမြင်မျိုးကိုခံစားရတတ်ပါတယ်အဲ့တော့ဘယ်လိုလုပ်တင်လဲဆိုတော့ခွဲစိတ်ကုသလို့ရတဲ့နည်းနဲ့လေဆာနဲ့ခွဲစိတ်ကုသလို့ရတဲ့နည်း2မျိုးရှိပါတယ်အဲ့ဒီ2မျိုးကလွဲလို့ကျန်တာမျက်စင်းခတ်လို့လည်းမရသလိုဒီအမမေးထားသလိုတိမ်ကြသေးလဲတောက်လို့မရပါဘူးနောက်လဲကျွန်တော်ကိုသိချင်တာရှင်မေးလို့ရပါတယ်ဒါကကျွန်တော်ရဲ့အတွေ့အကြုံကိုကျွန်တော်ပြောပြခြင်းပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်